ဆိုတော့ဒီနေ့ကဘာတင်မှာကြာလျောက်ရဲ့အတိတ်ပဲမြန်မာလိုပါပြောတာတော့မယ်လို့ပြောတာ okay လောက်တယ်ဆိုရင်သွားတယ်ကြည့်တယ်ဒူနော်ဆရာကအိတ်တယ်နားထောင်တယ်နားထောင်တယ်ဖန်ပြောတယ်ဖို့လို့ပြောမယ် okay နောက်တစ်ခုကကြတော့ဘာထပ်ပြောရှိသေးလဲလမ်းလျှောက်တယ်ဆိုတော့ပြေးတယ်ဝယ်တယ်okay ဆိုတော့အဖေကိုအမေအဖွားအဖိုးဖွားပူရနောက်ထပ်အဖိုးဖွားနောက်တစ်ခုကตายายဆိုတော့အတော်ကြတော့ဘာကြီးကိုလုံ okay ဆိုတော့ဦးလေးအတော်အဖေဘက်ကဦးလေးအတော်အမေဘက်ကကြတော့နာမှတ်ထားမယ်နော်အရင်ကတင်ခဲ့သင်ခန်းစာပဲလို့အကယ်လို့ကျမစားတယ်ဆိုရင်သူသွားတယ်ဆိုရင်ခေါက်ပိုင်လို့သုံးတယ်အကယ်လို့ကျမစားမယ်ကြတော့ฉันจะกินသူသွားမယ်ဆိုရင်เขาจะไปป่ะเขาจะไปโอเคชอบดีจะเข้าไปจะแล้วเชื่อจะมาซาดอมไหมช่วยฉันจะกินแล้วจะมาใช่จะมาไอ้ดอมไหมจะหรอฉันจะนอนแล้วจะมาปีดอมไหมฉันจะวิ่งแล้วจะมาเปียวดอมไหมฉันจะพูดแล้วจะมาเวดอมไหมฉันจะซื้อแล้วเหรอจะนอนเต้าดอมไหมใช่ผมจะตื่นผมจะตื่นแล้วผลมาเอาผมปิดปากโอเคจำได้ไหมผมจะดื่มแล้วผมจะดื่มภาษาไปแล้วผมจะดื่มแล้วโอเคยามไหมเนาะแล้วถ้าชอบด่าผมไม่ใช่เดียวเนาะชอบอเมเวดอมไหมใช่ไหมแม่จะซื้อแล้วโอเคชอบอพูตัวดอมไหมปู่จะไปแล้วลูกပြောမယ်โอเคနောက်တစ်ခုကကြတော့အမေအိတ်တော်မယ်ဆိုရင်แม่จะนอนแล้วအဖွားလမ်းလျှောက်တော်မယ်ย่าจะเดินแล้วโอเคနောက်တစ်ခုအတော်ဝယ်တော့မယ်ป้าจะซื้อแล้วဘာကြီးကြည့်တော့မယ်ဆိုရင်ลุงจะดูแล้วโอเคဆိုတော့ဒီပုံစံလေးအတိုင်းကိုမှတခြားစကားလုံးလေးတွေနဲ့လည်းလာပြီးသုံးလို့ရသေးတယ်နော်ဥပမာအပြင်ကစကားလုံးလေးရှိတယ်ဘာကြီးအကယ်လို့ทำဟုတ်တယ်နော်ทำကလုပ်တယ်โอเคဆိုတော့ကျွန်မလုပ်တော့မယ်ฉันจะทำแล้วใช่ไหมအဲ့လိုမျိုးပြန်ပြီးတော့လာပြီးတော့သုံးလို့ရတယ်โอเคไหมโอเคဆိုတော့ဒီฐานတွေပဲအဲ့လောက်ပဲရှိတာမဟုတ်သူတွေငါတွေကြည့်ရမလားပြီးတော့တငယ်ချင်းတွေမိသားစုခေါ်ဝေါ်တဲ့အကုန်လုံးလာပြီးအသုံးပြုကြည့်လို့ရတယ်နော်เข้าใจยังဆိုတော့အခုကဘာရသွားပြီလဲစားတယ်စားမယ်စားတော့မယ်အထိရောက်လာပြီนะคะဆိုတော့နောက်သင်ခန်းစာမှာကျတော့ချင်တယ်စားချင်တယ်ဆိုတဲ့ပုံစံလေးနဲ့ပြန်ပြီးတော့သင်ကြမယ်โอเคไหมเจอกันอาทิตย์หน้านะคะอาทิตย์หน้าส่วนนอกจากแบบก็ပြောတာโอเคไหมสัปดาห์หน้าလို့လည်းအသုံးပြုလို့ရတယ်นะคะ